ဒီ channel နေရာလေးပါခင်ဗျာကျွန်တော်တို့ရောက်ရှိနေတဲ့နေရာတော့ဒါကဘုဒ္ဓမျိုးကျွန်းနေပြင်ပါခင်ဗျာကျွန်တော်တန်းချေရောက်တော့လို့ပါပဲဟုတ်လားဒီနေ့ဗီဒီယိုကမူတော်အနီးမှာရှိတဲ့ကျွန်းနှစ်ပင်ရေကူးကာမှာကျွန်တော်တို့ရေတော့ကူးထားတဲ့ဘလောက်လေးပါကျွန်တော်တို့ဘယ်လိုတော့လဲဆိုတော့တကယ်ချင်းတို့ဆက်လက်ကြည့်ရှုပေးပါခင်ဗျာသူရဲ့နေရာလေးရတော့တော်တော်တိတ်ဆိတ်ပါတယ်ခင်ဗျာပါခါကချောက်ရှုံးဒီမှာကျတော့ဒီပင်လေးနဲ့ကြာဒီလိုရနေရပါဗျာဟိုက်ကရောက်ရှိနေတဲ့နေရာတော့ဒါကဘုဒ္ဓမျိုးကျွန်းနေပြင်ပါခင်ဗျာဒီလိုချက်လိုက်ရှင်လာတော့ကြာလဲရာတော့တန်းချေရောက်တော့လို့ပါပဲမှန်လားไม่ได้เว้ยกินมานะเลี้ยที่ก่อนฉันออกเฉยๆโอ้โหฉันรู้สึกตายาเอชาเนี่ยตีเป็นโบยานอะไรนะแต่วิธีเป็นมีนั่นแหละสินะในรู้ว่าสอบแค่เนี่ยแต่วิธีเป็นก็ตัวอย่างนะဒီပြင်ပေါ်တက်လို့ရပါတယ်နော်ဇာအာဒီကထိတ်ကိုချက်လိုက်ရှုံးလာတယ်တော့မိုက်ပါလေလမ်းကလေးချေဒီရတော့မိုက်တယ်ဗျာဟာခဲဝါဒီနေရာတော့လို့ဗျာဇာဘုန်းကားရလားဘုန်းလို့တော့ဒီကတော့ကလိုက်အားကလေးငေါမောင်ဟောလေးတော့အားကဟောဘုန်းလားအနောက်ဘုန်းတိုက်တော့အနောက်ဟောဘနာကbiếtမအနောက်ဘုန်းလားအနောက်မကောဒီနေရာလေးတော့မိုက်ပါလားအချာဒါကျွန်တော်ချစ်ဆုံး
နေသမီးကြတော့သူကရေမကူပါဘူးခင်ဗျာညဟုတ်ကွာထိုင်တိုင်မဟုတ်ဘူးแล้วก็หมดได้หมดแล้วน้องอยู่ขบวนหมดชักหลักเลยนะเอามาเถอะมาละมือขบวนหมดอะไรหมดขบวนหมดเลยได้แล้วยกปักฮะจับบ้านนะใส่นอกมันลายเฉยချမ်းတဲ့နေရာလေးပါခင်ဗျာနော်တက်တယ်နဲ့အောင်တော့ပြဟောပြန်မပဲဗျလူတွေကဖတ်လာကြတယ်ဗျာမှန်နော်နေရာလေးကတော့တော်တော်စိတ်လန်းစုပြေပြီးတာရအေးချမ်းတဲ့နေရာလေးပါခင်ဗျာတကယ်ချင်းတို့ဒီလမ်းကြော်ရတော့တစ်ခေါက်လောက်ဝင်လိုက်နော်သူ့ရဲ့နေရာလေးကတော့မှုတော်မလို့ရပါမယန်းဒီတက်တိဆိုင်ရှိတဲ့မှာရှိပါလေဒီပါပါသူရဲ့ဒါကတော့သူရဲ့ရေဦးကန်ရေဝပါဗျာခုကျွန်တော်တို့ရေလဲကူးပြီးဆိုတော့ကျွန်တော်တို့ပြန်တော့မယ်ဖြစ်ပါတယ်ပြန်တော့မှခင်ဗျာတတမ်းလို့ရဒီရောတာတော့ပုံစံချေတော့နော်ဒါလားနောက်ပြီးကြရင်လည်းပြန်တွေ့ကြတော့ဗောဗျာ